မွေးကလေးကပေါ့နော်ကြီးမြတ်တဲ့အရာနဲ့ကျမတို့မွေးဖွားလာတဲ့သူတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရာကိုကျမတို့မသိတဲ့အခါမှာနော်အများကြီးဆုံးရှုံးရတယ်နံပါတ်1တစ်ချက်အနေနဲ့ပေါ့နော်ကျမတို့ကယေရှုခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံထားတဲ့အခါမှာကျမတို့က new creation ဆိုတဲ့အဓိပ္ပာယ်ကကြတော့ဗာလဲဆိုလို့ရှင်သူကပြုတ်ပြင်တာမဟုတ်ဘူး creation ဆိုတဲ့ဟာကနော်မရှိတဲ့နေရာကနေပြီးတော့အတစ်ဆက်မရှိဖူးတဲ့အရာအတစ်ကိုပြန်လဲပြီးမှ create ဖန်ဆင်းလိုက်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျမတို့ယေရှုခရစ်တော်ကိုယုံကြည်လိုက်ပြီဆိုတာနဲ့ကျမတို့ကနော် new creation ဖန်ဆင်းခြင်းအတစ်ကိုခံရတဲ့သူတွေဖြစ်တယ်ဟာလေလုယာနိကောအခန်းကြီး9အခန်းငယ်7ခေါ်မှာဖတ်စီခြင်းနဲ့လူမီဒီကခရစ်တော်၌ရှိလျင်အတစ်ပြုတ်ပြင်သောတရဝါဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အတစ်ဖြစ်ကြပြီတဲ့ဟာလေလုယာဆိုတော့ကျမတို့ကခရစ်တော်ထဲမှာရှိတဲ့အခါမှာအတစ်ပြုတ်ပြင်တဲ့တရဝါဖြစ်တယ်ဟာလေလုယာ new creation ပြီးတော့အောက်မှာဆက်ကြည့်ရခါမှာဗာပြောထားလဲဆိုလို့ရှိရင်ဟောင်းသောအရာတို့သည်ပြောင်းလဲ၍တဲ့ခတ်သိမ်းသောအရာတို့သည်အတစ်ဖြစ်ကြပြီဟာလေလုယာကျမခတ်သိမ်းသောအရာဆိုတဲ့အရာကိုအယံခွန်အားရတာဖြစ်တယ်ဝိညာဉ်အရာကိုပဲအတစ်ဖြစ်တယ်လို့ကျမ်းစာကမရေးထားဘူးခတ်သိမ်းသောအရာခတ်သိမ်းထဲမှာဘာတွေပါမလဲနံပါတ်1တစ်ချက်တီချာပေါက်ကတော့ကျမတို့ဝိညာဉ်ဖြစ်တယ်နော်ပြီးတော့ကျမတို့ရဲ့ mindset ကျမတို့ရဲ့အတွေးရဲ့ခေါ်တွေနော်ကျမတို့ရဲ့အထဲထဲမှာကျမတို့ရဲ့ဖြစ်ခြင်း identity ဆိုတဲ့ဖြစ်ခြင်းကိုကပြောင်းသွားတာဖြစ်တယ်ဟာလေလုယာဆိုတော့သင်မှာဘာရှိတယ်သင်အရင်ကမသိဘူးနော်သင်အရင်ကနားမလဲတဲ့အရာတွေအားလုံးကိုလည်းပဲကျမတို့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့အခါမှာအဲ့ဒီထဲမှာနော်ဖန်ဆင်းခြင်းအသစ်ကိုခံရတဲ့သူတွေဖြစ်တယ်ဟာလေလုယာကျမတို့ကျမ်းစာတော့တစ်ပတ်မှာပေါ့နော်ကျမတို့တွေ့ရတယ်အဲ့ဒီအရာကဘာလဲဆိုရင် Genesis ဘာလဲကဘာဦးကျမ်းခန်းကြီးတက်ခိုင်းငယ်20ခွန်ထဲမှာပြောထားတယ်ပေါ့နော်အဲ့ဒီကဘာလဲဆိုလို့ရှင်ထို့သောဖယားသခင်ဒီမိမိပုံတရံနဲ့အညီလူကိုဖန်ဆင်းတော်မူ၏ဖယားသခင်ဤပုံတရံတော်နဲ့အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးတယ်အချင်းတို့များပြားစွာမွေးဖွားကြလောဟာလေလုယာဆိုတော့ကျမတို့ကဒီနေရာမှာလည်းပဲဖယားသခင်ကသူ့ရဲ့ပုံတရံနဲ့အညီလူကိုဖန်ဆင်းတယ်ဆိုတော့သင်နဲ့ကျွန်ုပ်ဟာဖယားသခင်ရဲ့ပုံတရံနဲ့အညီဖန်ဆင်းခြင်းကိုခံရတဲ့သူတွေဖြစ်တယ်ဟာလေလုယာဆက်ပြီးကြည့်ရအခါမှာဗာပြောလဲဆိုလို့ရှိရင်ဘောနော်28မှာအချင်းတို့များပြားစွာမွေးဖွားကြလော့ကျမတို့ကဖယားကနော်သူ့ပုံတရံနဲ့အညီဖန်ဆင်းပြီးတဲ့လူတွေဖြစ်တယ်ဆိုလို့ရှိရင်အရာခတ်သိမ်းကတိုးပွားဖို့ရန်အတွက်ဖယားတကယ်အလိုတော်ရှိတာဖြစ်တယ်ဟာလေလုယာကျမတို့ဉာဏ်ပညာတိုးပွားဖို့ရန်အတွက်ဖယားလိုတော်ရှိရဲ့အာမင်ကျမတို့ဖယားကိုတည်ခြင်းအပေါ်မှာတိုးပွားဖို့ရန်အတွက်ဖယားအလိုတော်ရှိတာဖြစ်တယ်ဟာလေလုယာသင်မနေ့ကချက်ဒီနေ့ပို့ပြီးတော့မှတိုးပွားတာကိုဖယားတဲ့အလိုတော်ရှိတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျမတို့အချင်းတို့များပြားစွာမွေးဖွားကြလို့ပြောတဲ့အခါမှာတပည့်တွေလည်းမွေးဖွားဖို့လိုတယ် home stay တွေကိုလည်းမွေးဖွားဖို့ရန်တော့လိုတယ်အာမင်ကျမတို့ဉာဏ်ပညာကျမတို့ personal နော်အရာခတ်တဲ့မိသားစုမှာလားနော်တိုးပွားဖို့တိုးတက်ဖို့ရန်အတွက်ဒီအရာကဖယားတကယ်အလိုတော်ဖြစ်တယ်ဟာလေလုယာကျမယုံကြည်တယ်ဒီမှာရှိရတဲ့သူတွေနော်တကယ်တိုးတက်ဖို့တိုးပွားဖို့ရန်အတွက်ဆန္ဒရှိတဲ့သူဖြစ်မယ်လို့အထူးပဲယုံကြည်တာဖြစ်တယ်ဟာလေလုယာဆိုတော့ကျမဒီ Zoom ပေါ်နော်ဒီနေ့ဒီညဝင်လာတဲ့အခါမှာအထူးခံစားရတယ်ဖယားတခင်ကဒီ2026မှာ upside down ပေါ့နော်ဒီမှာ anointed အထူးသဖြင့်ကျမတို့ anointed set group မှာနော်ဒီညမှာ join လာတဲ့သူတွေဖယားတခင်အသိရဲ့ဘဝကို upside down နော်လုပ်ပြီးမယ်အရင်ကကျမတို့မရဖူးတဲ့အရာတွေကိုလူအနေနဲ့ဖြစ်နိုင်ပါမလားဆိုပြီးစိုးရိမ်နေရတဲ့အရာတွေတောင်မှဖယားသခင်က upside down လုပ်ပေးမှာဖြစ်တယ်ဟာလေလုယာပြောင်းပြန်လာပေးမှာဖြစ်တယ်အာမင်အနေနဲ့ကျမတို့ဘာပြောချင်လဲဆိုလို့ရှိရင်ကျမတို့ရဲ့ identity တည်ဖို့ရအတွက်ဘုရားသခင်ကိုယ်တိုင်ကရွေးချယ်ထားတဲ့ပုံကိုယ်တွေဖြစ်တယ်ဆိုတာကိုတည်ဖို့ရတော့လိုအပ်တာဖြစ်တယ်ဟာလေလုယာမိတ်ဆွေစဉ်းစားကြည့်ပါကျမတို့ကနော်အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ပေါ့နော်ကိုဒါမှမဟုတ်ရင်ကျောင်းတက်တဲ့သူတွေလားကျောင်းတက်တဲ့အခါမှာဆရာမတွေကရွေးချယ်ရတယ်ဒါမှမဟုတ်ရင်လူတွေကတော့ရွေးချယ်တဲ့အခါမှာတစ်ခါလေကြာရင်ကောင်းမှရွေးချယ်တဲ့ຢာလည်းရှိတယ်နော်ဒါကလူသဘောတဘာဝဖြစ်တယ်ဒါပေမဲ့ဖယားသခင်ကတော့အဲ့လိုမရွေးဘူးသူယေရှုခရစ်တော်ရဲ့အသွေးနဲ့ရွေးဝယ်ပြီးသားလူတွေအားလုံးဟာရွေးချယ်ခြင်းခံရတဲ့သူတွေဖြစ်တယ်ဟာလေလုယာအဲ့ဒီကျမကျမ်းစာဖတ်စီခြင်းနဲ့တရားဟောရာကျမ်းအခန်းကြီးခွန်အခန်းငယ်6မှာပါပြောထားလဲဆိုလို့ရှိရင်တရားဟောရာကျမ်းအခန်းကြီးခွန်အခန်းငယ်6မှာအကြောင်းမူကတင်းဖယားသခင်ခြာရဖယားအဖို့တန်ရှင်းသောအမျိုးဖြစ်၏မြေကြီးပေါ်မှာရှိသမျှသောလူမျိုးချက်တင်းဖယားသခင်ခြာရဖယားပိုင်းထိုက်သောအမျိုးဖြစ်စေခြင်းကတင့်ကိုရွေးချယ်တော်မူပြီးတဲ့ဟာလေလုယာဆိုတော့ဖယားသခင်ကရွေးချယ်တယ်နံပါတ်1တစ်ချက်သူဘာဖြစ်ဖို့ရန်အတွက်ရွေးချယ်လဲဆိုလို့ရှိရင်ဖယားသခင်ခြာရဖယားအဖို့တန်ရှင်းသောအမျိုးဖြစ်၏တဲ့ဟာလေလုယာတင်းနဲ့ကျွန်ုပ်ဟာဖယားကရွေးချယ်ပြီးတဲ့အခါမှာကျမတို့တန်ရှင်းခြင်းထဲမှာအသက်ရှင်ဖို့ဖယားလိုတော်ရှိတယ်ဟာလေလုယာတန်ရှင်းခြင်းထဲမှာဖယားကသူ့အတွက်တီးတန့်ကိုမှရွေးချယ်ထားတဲ့သူတွေဖြစ်တယ်
အောက်မှာစက်ကြည့်ရအခါမှာမြေကြီးပေါ်မှာရှိသမျှသောလူမျိုးထက်အာမင်တင်ဤဖျားခင်ခြားရဖျားပိုင်းထိုက်တော့အမျိုးဆိုတော့ဒီနေရာမှာပိုင်းထိုက်တော့အမျိုးလို့ပြောတဲ့အခါမှာအင်္ဂလိပ်ကျမ်းစာကဖော်ပြထားတယ်ဘယ်လိုဖော်ပြထားလဲဆိုလို့ရှိရင် special people နော် special လူဆိုပြီးတော့မှဖော်ပြထားတယ်ဒါကြောင့်ကျမတို့ကနော် special people တွေဖြစ်တယ်တင်းနဲ့ကျွန်တော်ဟာဖယားသခင်ကိုယ်တိုင်ကသူ့အတွက် special ဖြစ်တယ်လို့ရွေးချယ်တဲ့ပုံကိုယ်တွေဖြစ်တယ်အာမင်တင်းရဲ့အလုပ်ထဲမှာတင်းနော်ခံစားနေရတဲ့အရာတွေရှိတာလားတင်းရဲ့အလုပ်ထဲမှာတင်းကိုနော်မကောင်းဘူးမိသားစုကိုယ်တိုင်ကနော်ဒီခလေးကတော့ဉာဏ်ပညာလည်းမရှိဘူးဘာမှလည်းပညာလည်းမတတ်ဘူးဒါမှမဟုတ်ဆရာမတွေကိုယ်တိုင်ကလာနော်ပြောတဲ့ຢာတွေရှိကောင်းရှိမှာပါဒါပေမဲ့အဲ့ဒီအပေါ်မှာတင့်ကိုယ်တည်းမတတ်မှတ်နဲ့လူတွေကတင့်ကိုဘယ်လိုပြောလဲဆိုတဲ့အပေါ်မှာကျမတို့ရဲ့ဖြစ်ချင်းကတတ်မှတ်ရမှာမဟုတ်ဘူးဖြစ်တယ်ဟာလေလုယာကျမတို့ရဲ့ဖြစ်ချင်းကဘယ်အပေါ်မှာတတ်မှတ်ရတာလဲတတ်မှတ်ချင်းကိုခံရတာလဲဆိုလို့ရှိရင်ဖယားသခင်ရဲ့အပေါ်မှာတတ်မှတ်ချင်းကိုခံရတာဖြစ်တယ်အာမင်ဆိုတော့ကျမတို့ကဖယားသခင်ကသူကိုယ်တိုင်ရွေးချယ်တယ်အဲ့ဒီဖယားဆိုတာကပေါ့နော်ကျမတို့တခါတည်းကြက်မတီးတဲ့အခါမှာကျမတို့သူ့အကြောင်းတွေကိုတိတ်ပြီးတော့မှနားမလဲတဲ့အခါမှာတန်ရရှိတတ်တယ်မနေ့ကလည်းကျမတို့ဒီ DUMC အသင်းတော်မှာပေါ့နော်1 DUMC ဆိုပြီးတော့မှဒီအသင်းတော်ပေါင်း9ခုပေါ့နော်အားလုံးကပေါင်းပြီးတော့မှ service တစ်ခုလုပ်တယ်အဲ့ဒီနေရာမှာနော်တဲအုပ်စီယာကတရားဟောတဲ့အခါမှာသူလည်းဒီအကြောင်းနဲ့ပတ်သက်ပြီးမှပြောတယ်ပေါ့နော်ကျမတို့ကဖယားသခင်ကိုတဲ့နော်သူနဲ့နီးတဲ့အခါမှာသူ့ရဲ့ကြီးမြတ်တဲ့အရာကိုမြင်ရတယ်တဲ့ဒါပေမဲ့သူနဲ့ဝေးတဲ့အခါမှာသူကတသေးလေးလို့ပဲကျမတို့မြင်တတ်တယ်နော်အရန်ခွန်အားရတယ်ဆိုတော့အဲ့ဒီအတိုင်းပဲကျမတို့ဖယားသခင်ကိုဖယားနဲ့ဝေးတဲ့အခါမှာဖယားကငါ့အတွက်ဒါတွေမလုပ်ပေးဘူးထင်တယ်ဒါမှမဟုတ်ရင်ကိုယ့်အတွက်မလုပ်ပေးချင်ဘူးထင်တယ်အမျိုးမျိုးတွေကျမတို့ခံစားတတ်တယ်ဒါပေမဲ့ဖယားသခင်နဲ့နီးသွားတဲ့အခါမှာလေဖယားသခင်ကနဲ့ကျမတို့ကပူနီးလာတဲ့အခါမှာကျမတို့ဘာခံစားရလဲဆိုလို့ရှိရင်ဖယားသခင်ကကြီးမြတ်လိုက်တာဖယားသခင်ကကျွန်တော်အပေါ်မှာဒီလူကောင်းကြီးပေးပါလားသူ့ရဲ့ကောင်းမြတ်ခြင်းတွေကိုပဲကျမတို့ရဲ့အသက်တာမှာမြင်တွေ့ရတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့လို့ကျမတို့အဲ့ဒီဖယားသခင်နဲ့နီးကပ်တဲ့အခါမှာသူကကျမတို့အတွက်ဘာအကြံစီရှိတယ်ဆိုရကိုလည်းကျမတို့နားလည်ရတာဖြစ်တယ်အာမင်ဒါကြောင့်မို့လို့ဒီနေရာမှာလည်းပြောထားတယ်ပိုင်ထိုက်တော့အမျိုးအာမင် special people အနေနဲ့ကျမတို့ရွေးချယ်ခြင်းခံရတယ်ဒါကြောင့်ဒီလောကကြီးမှာကျမတို့ကဒီအခြေအနေကိုကြည့်ပြီးတော့မှအသက်ရှင်ရမှာမဟုတ်ဘူးတခါလေကျရင်ဒီအခြေအနေကိုကြည့်တဲ့အခါမှာတော့လူအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အားရစရာကောင်းချင်မှကောင်းမယ်ကွာကိုယ့်ရဲ့အားနည်းချက်တွေကိုလည်းမြင်ရတဲ့အရာတွေရှိမယ်နော်ဘုရားသခင်ကငါ့ကိုဒီလောက်ပဲဖန်ဆင်းတာလားခံစားတဲ့အရာတွေလည်းရှိကောင်းရှိမယ်ဒါပေမဲ့အဲ့ဒီအပေါ်မှာကျမတို့တတ်မှတ်လို့မရဘူးဟာလေလုယာကျမတို့ရဲ့ဖြစ်ခြင်းကနော်ကျမတို့ရဲ့ဖြစ်ခြင်းအမှန်ကဘုရားသခင်ကိုယ်တိုင်တတ်မှတ်ထားတယ်သူရဲ့ special people အနေနဲ့ရွေးချယ်ခြင်းကိုခံရတဲ့သူတွေဖြစ်တယ်ဆိုတာသိတဲ့အခါမှာကျမတို့ရဲ့အထက်ထဲမှာလူတွေကဘာပဲပြောလောကကြီးမှာဘာတွေပဲဖြစ်ပျက်ကျမတို့ရဲ့အထက်မှာ confidence ရှိတယ်ဟာလေလုယာအဲ့ဒီ confidence ကကျမတို့ကိုနော်မာနကြီးလို့ confidence ရှိတာမျိုးမဟုတ်ဘဲနဲ့ကျမတို့အဲ့ဒီ confidence ကဘယ်ကနေလာတာလဲဆိုရင်ဘုရားသခင်ရဲ့အထက်မှာဘုရားသခင်စီကနေလာတဲ့ confidence နဲ့ကျမတို့အသက်ရှင်နိုင်တာဖြစ်တယ်ဟာလေလုယာဆိုတော့နောက်ကျမ်းစာတစ်ခုကြည့်စီခြင်းနဲ့အဲ့ဒီຢာကဘာလဲဆိုလို့ရှိရင်ပေတရုပေါ့နော်ပရမဆောင်အခန်းကြီးနဲ့အခန်းငယ်9ထဲမှာလည်းပြောထားတယ်တင်တို့မူကမှောင်မိုက်အချင်းမှာအံဖွယ်တော့အလင်းတော်တို့ခေါ်သွင်းတော်မူသောသူ၏ဂုံကျေးဇူးတော်ကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မင်းစည်းစိမ်ရှိသောယေဘရဟိမျိုးတန်ရှင်းသောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏ဟာလေလုယာဒီနေရာမှာလည်းပြောထားတယ် chosen generation နော် chosen people ရွေးချယ်တော်မူသောအမျိုးဒါကြောင့်အဲ့ဒီရွေးချယ်တဲ့သူဖြစ်တယ်ဆိုတာကျွန်တော်တို့ကျမ်းစာမှာကလည်းအကြိမ်ကြိမ်ဖော်ပြထားတယ်အဲ့ဒီအရာကိုကျွန်တော်တို့ဖက်ကနေယုံကြည်ခြင်းနဲ့တိမ်ပိုက်ဖို့ရန်အတွက်ပဲလိုအပ်တာဖြစ်တယ်ဟာလေလုယာဆက်ပြီးတော့ကြည်လိုက်တဲ့အခါမှာမင်းစည်းစိမ်ရှိသောယေဘရဟိမျိုးတဲ့ဒီနေရာမှာကျွန်တော်တို့အကြိမ်ကြိမ်တော့ကြားဖို့မှာပါမင်းစည်းစိမ်ရှိတဲ့ယေဘရဟိတွေတခြင်းနဲ့တော့မှဆိုကြတာပေါ့နော်ဒါပေမဲ့ကျွန်မဒီနေ့မှာဖခင်ကအတိတ်တော့ဖွင့်ပြချက်တစ်ခုပေးတယ်အဲ့ဒီကဘာလဲဆိုလို့ရှိရင်ယေဘရဟိလောက်ပဲမဟုတ်ဘူးအဲ့ဒီယေဘရဟိထဲမှာလေမင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးဖြစ်တယ်ဟာလေလုယာတာမန်ယေဘရဟိလည်းမဟုတ်ဘူးအာမင်ဒါကြောင့်တင့်ကိုတင်တည်ထားဖို့လိုတယ်တင်က priesthood ဖြစ်တယ်အာမင်ယေဘရဟိအမျိုးဖြစ်တယ်ဆိုတာတည်ဖို့ရတော့လိုတယ်ဆိုတော့ယေဘရဟိအမျိုးလို့ပြောတဲ့အခါမှာယေဘရဟိတွေကဘာတွေလောက်တာလဲယေဘရဟိဆိုတာကဖယားသခင်နဲ့လူတွေကြားထဲမှာ connector နော် connect လုပ်ပြီးတဲ့ပုံကိုဖြစ်တယ်ဖယားစီကနေလေ revelation ဖွင့်ပြချက်တွေကိုအရင်ဦးဆုံးရတဲ့သူဖြစ်တယ်အဲ့ဒီကနေပြီးတော့မှလူတွေစီကိုအပြစ်ဖော်ပြဖို့လားဒါမှမဟုတ်ရင်နောင်တရဖို့လား
နော်လူတွေစီကိုပြန်လဲပြီးတော့မှ revelation တည်လာပေးတဲ့လူတွေဖြစ်တယ်။ဒါကြောင့်တင့်ကိုတင်ငါကယေဘရဟိအမျိုးဖြစ်တယ်လို့ခံစားတယ်ဆိုလို့ရှင်ဖယားစီကနေဖယားအတန်ကိုကြားတဲ့အတိုင်းပဲလူတွေစီမှာလဲကျမတို့ပြန်လဲပြီးတော့မှဝေမျှဖို့ရအတွက်လိုအပ်တာဖြစ်တယ်။ဟာလေလုယာ။ကျမယုံကြည်တယ်ဒီမှာရှိတဲ့သူတွေယေဘရဟိနော်အမျိုးဖြစ်တယ်ဆိုတာကိုတီးတဲ့သူတွေဖြစ်မယ်လို့ယုံကြည်ရဲ့။ဒါကြောင့်မလို့ကျမတို့ကလူကအများတာလားနဲတာလားဆိုတာနဲ့မဆိုင်ဘူး။တင်ဖယားစီကနေဘာ revelation ရတယ်။အဲ့ဒီအရာကိုတင်မိသားစုလားတင်ပတ်ဝန်းကျင်မှာလူတွေလားနော်တင့်တငယ်ချင်းတွေလားဝေမျှကြည့်ပါနော်ဖယားကတင့်ကိုအသေးကနေပြီးတော့မှပေါ့နော်စခိုင်းရမှာတစ္ဆာရှိတဲ့ပါဝင်ခြင်းအဖြစ်နော်အဆုံးမှာဖယားတခင်ကကြီးမားတဲ့အရာတွေအလာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီနေရာမှာမင်းစည်းစိမ်ရှိသောယေဘရဟိအမျိုးဒါကြောင့်ကျမတို့ကမင်းစည်းစိမ်ရှိတဲ့ယေဘရဟိအမျိုးစီးစိမ်တွေကိုလည်းရှိတဲ့သူတွေဖြစ်တယ်ဖယားရဲ့ယေဘရဟိတွေပေါ့နော်ဖယားကဆင်းရဲဖို့ရတော့အလိုတော်မရှိဘူးကျမတို့ဆင်းရဲတဲ့အခါမှာဖယားဘုံကမထင်ရှားဘူးဘာကြောင့်လဲနော်ဧဝံဂေလိတွေပွဲအတွက်လူတွေခေါ်ခြင်းနဲ့ကားတွေကြိုပို့လုပ်ခြင်းနဲ့ဒါပေမဲ့ပတ်စံမရှိတော့ဘာမှလုပ်လို့မရအောင်ဒါပေမဲ့ဖယားသခင်ကအဲ့ဒီဘဝမှာနေစီခြင်းနဲ့ဖယားမဟုတ်ဘူးဖြစ်တယ်ဟာလေလုယာတင်းနဲ့ကျွန်ုပ်ရဲ့အထဲမှာနော် ability နော်အစွမ်းကိုထည့်ပေးထားတယ်အဲ့ဒီအစွမ်းကဘာလဲဆိုလို့ရှိရင်နော်တင်ကစီးစိမ်တွေကိုဖန်တီးလုပ်ရအောင်ဖယားသခင်ကိုယ်တိုင်ကတင်းနဲ့ကျွန်တော်အထဲမှာနော်ထည့်ပေးထားတယ်အဲ့ဒီအရာကိုကျွန်တော်တို့တီးပြီးတော့မှနော်ထုတ်သုံးတတ်ဖို့ရအတွက်ပဲလိုအပ်တာဖြစ်တယ်ကျမတို့ရဲ့အသက်တာမှာ apply လုပ်ဖို့ရအတွက်ပဲလိုအပ်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒီကာလမှာဖယားကတင့်ကိုဘာလုပ်ခိုင်းတာလဲဒီကာလမှာဖယားသခင်ကနော်ဘယ်လူနီလန်းနဲ့တင့်ကိုနော်စီးစိမ်တွေဖန်တီးဖို့ရအတွက်ဉာဏ်ပညာပေးလေဖယားစီကနေ revelation ကို download လုပ်ပါဖယားစီကနေအတန်ကြားတဲ့အခါမှာနော်လူတွေကဒီနေရာမှာဒီအလုပ်တွေလုပ်တယ်ဆိုရင်မအောင်မြင်ဘူးဒါပေမဲ့တင်လုပ်လာပြီဆိုရင်တော့တင်စလုပ်လိုက်တာနဲ့အောင်မြင်ခြင်းကတဲ့နောက်မှာလိုက်လာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ကျမတို့ကစီးစိမ်ရှိတဲ့သူတွေဖြစ်ဖို့ရအတွက်ဖယားအလိုတော်ရှိရဲ့ဘာကြောင့်လဲဆိုတော့အာဗြဟံကိုယ်တိုင်နော်ဖယားသခင်ကောင်းကြီးပေးတယ်ဒါကြောင့်အာဗြဟံရဲ့နော်သားသမီးတွေအာဗြဟံရဲ့နော်အမျိုးတွေဖြစ်တယ်ဆိုတာကိုသိတယ်ဆိုလို့ရှိရင်ကိုယ်တိုင်လည်းပဲနော်အဲ့ဒီစီးစိမ်တွေကိုရှိဖို့ရအတွက်ဖယားအလိုတော်ရှိရဲ့ဖယားပဲအလိုတော်ရှိတာမဟုတ်ဘူးကျမတို့ကိုယ်တိုင်ကလည်းပဲနော်ဆန္ဒရှိဖို့လိုတယ်ဟာလေလုယာအဲ့ဒီဆန္ဒတွေဘုရားသခင်ကဒီညမှာပေါ့နော်အထူးသဖြင့်ထည့်ပေးပါစေလို့ကျမအားလုံးကိုဒုတိယအနေနဲ့ပြောပြခြင်းတယ်ဆိုတော့တတိယအနေနဲ့ကျမဘာဝင်ငှခြင်းလဲဆိုလို့ရှိရင်တင်နဲ့ကျွန်တော်ဟာနော်ကျမတို့ရဲ့ identity ကဘာလဲဆိုလို့ရှိရင် king and priest ခုနကတော့ priest ပါပြီးသွားပြီပေါ့နော် so king so revelation ဘာလဲဒီဗျာတဲ့အခန်း1အခန်းငယ်6ထဲမှာပြောထားတယ်အဲ့ဒီရကဘာလဲဆိုလို့ရှိရင်မိမိခမီးတော်ဖယားသခင်ရှိ၌ငါတို့ကိုရှင်ဘရင်အရာ၌၎င်းယေဘရဟိအရာ၌၎င်းခံကြားတော်မူသောသူသည်ကဘာဆက်ဆက်ဘုံအသည်အစွမ်းတတ္တိရှိတော်မူစေတည်းအာမင်ဟာလေလုယာဆိုတော့ဒီနှုတ်ကပတ်တော်ထဲမှာလည်းပြောထားတယ်ဘာပြောထားလဲဆိုလို့ရှိရင်ခမီးတော်ဖယားသခင်ရဲ့ရှေ့မှာငါတို့ကိုရှင်ဘရင်အရာ၌၎င်းယေဘရဟိအရာ၌၎င်းမိတ်ဆွေစဉ်းစားကြည့်ပါယေဘရဟိနော်ရှင်ဘရင်တွေဆိုတာဘယ်လောက်ထိသူတို့မှာအခွင့်အာဏာတွေရှိလဲဘယ်လောက်ထိသူတို့ကနော်လုံနိုင်စွမ်းရှိလဲဘယ်လောက်ထိသူတို့မှာ authority ရှိလဲဆိုတာကျွန်တော်တို့မြင်ရတယ်အမေရိကန်ရဲ့သမ္မတဖြစ်တဲ့ကျွန်တော်တို့ဒီ Trump ကပေါ့နော်President Trump ကဘယ်လောက်ထိသူကအခွင့်အာဏာရှိတယ်ဆိုတဲ့ຢာတွေကိုကျွန်တော်တို့မြင်တွေ့ရတယ်။ဒါကြောင့်လဲဆိုတော့သူကသမ္မတဖြစ်တယ်။ဒါကြောင့်သူကစကားတခွန်းပြောလိုက်တာနဲ့အောက်ကလူတွေကနားထောင်ရတယ်။အောက်ကလူတွေပဲမဟုတ်ဘူး။အခုနော်တကဘာလုံးကသူဘာပြောတာလဲဘာကြီးညာတာလဲ။အဲ့ဒီအရာကိုပဲနားထောင်ပြီးနေကြတာဖြစ်တယ်။သူစကားတခွန်းပြောလိုက်ရင်နိုင်ငံတနိုင်ငံပျက်စီးနော်ဖြက်စီးလို့ရတယ်လို့သူစကားတခွန်းပြောလိုက်ရင်နိုင်ငံတနိုင်ငံကကောင်းကြီးလဲခံစားနိုင်တာဖြစ်တယ်။ဘယ်လောက်ထိသူ့မှာ authority ရှိတယ်။အဲ့ဒီအတိုင်းပဲဖယားသခင်ကတင်တဲ့ကျွန်ုပ်ကိုဘယင်အမျိုးဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ခံထားခြင်းကိုခံရတယ်ဟာလေလုယာအဲ့ဒီ mindset ကိုကျွန်တော်တို့အထဲမှာတီးဖို့လိုတယ်အဲ့ဒီ mindset ကိုကျွန်တော်တို့အထဲမှာမတီးတဲ့အခါမှာလေအမြဲတမ်းအားငယ်ခြင်းတင်ငယ်ခြင်းတွေကနေရာယူလာမှာဒါပေမဲ့ဖယားသခင်အဲ့ဒီအရာတော့အလိုတော်မရှိဘူးတင်တဲ့ကျွန်ုပ်ဟာကိုရဖြစ်ခြင်းအမှန်ကိုတီးပြီးဒီလောကကြီးမှာအသက်ရှင်ဖွင့်ရအတွက်ဖယားသခင်အလိုတော်ဖြစ်တယ်ဟာလေလုယာဒါကြောင့်အဲ့ဒီရှင်ဘရင်တွေကျွန်တော်တို့နိုင်ရှင်လို့ရတဲ့အတိုင်းပဲပေါ့နော်အဲ့ဒီရှင်ဘရင်တွေကျွန်တော်တို့ဒီကာလမှာဝိငင်ရေးရမှာတဲ့အရင်ဦးဆုံး authority ယူတတ်ဖို့ရအတွက်လိုတယ်ကျွန်တော်တို့အပြင်လောကမှာတော့လူတွေကတင့်ကိုအထင်ကြီးချင်မှကြီးမယ်ဒါမှမဟုတ်ရင်အပြင်လောကမှာကြီးတဲ့အခါမှာကို့မှာဘာမှမလုံနိုင်သေးတာလည်းဖြစ်ရင်လည်းဖြစ်နိုင်တယ်ကြားပြီးမြဲအရင်ဦးဆုံးကျွန်တော်တို့ဘယ်နယ်ပယ်ထဲမှာနော်အုပ်စိုးဖို့ authority ရနိုင်ဖို့လိုလဲဆိုလို့ရှိရင်ဝိညာဉ်ရေးရမှာကျွန်တော်တို့က authority ရရှိဖို့ရန်အတွက်လိုတယ် hallelujah တဲ့ဝိညာဉ်ရေးရမှာနော်နိုင်မှပဲအပြင်လောကမှာအဲ့ဒီအရာတွေတင်နိုင်တဲ့အရာတွေဖြစ်လာမှာဖြစ်တယ် hallelujah ဒါကြောင့်ကျွန်တော်တို့ဝိညာဉ်လောကမှာနေဖို့ရအတွက်ဖယားနဲ့အချိန်ယူဖို့လိုတယ်ဝိညာဉ်တိုက်ပွဲတွေတိုက်ဖို့ရန်အတွက်လိုတယ်နှုတ်ကပတ်တော်နဲ့ကြီးညာဖို့လိုတယ်ဒီနေ့ prophet ကလည်းပြောတယ်
နော်အရင်တုန်းကတဲ့စစ်တိုက်ရဲ့ခါမှာတဲ့ကိုရိုင်းသွားပြီးတော့မှတိုက်ကြတယ်ပေါ့နော်သူတို့ကိုရိုင်းသွားပြီးတော့မှတိုက်ကြတယ်ဒါပေမဲ့အခုတော့တဲ့အပုံစံသူတို့ကမလုပ်တော့ဘူးတဲ့နော်သူတို့ရှိတဲ့နေရာကနေပေါ့ဒီတိုင်းလှမ်းပစ်လိုက်တာနဲ့သူတို့ကနော်ဘုံတွေကျဲတယ်ဖြက်စီးလို့ရတယ်ဆိုတော့သူတို့ကရှိတဲ့နေရာကနေပြောနော်တိုက်ပွဲတွေဝင်တော့တာဖြစ်တယ်အဲ့ဒီအတိုင်းပဲယုံကြည်သူတွေအရင်လိုမျိုးနော်ယောရှုခေတ်တုန်းကလိုမျိုးတွားပြီးတော့မှဓာတ်တွေနဲ့ဒုတ်တွေနဲ့တွားတိုက်ရမယ်အချီနေမဟုတ်တော့ဘူးကျမတို့ရှိတဲ့နေရာကနေပြီးတော့မှပတ်ဆက်နဲ့ဟာလေလုယာကျမတို့ပြောထုတ်ဖို့ရတော့လိုအပ်နေပြီဖြစ်တယ်အာမင်ကျမတို့ပတ်ဆက်နဲ့ကြီးညာဖို့အချိန်ရောက်လာပြီဒီအရာကိုနော်ဒီနေ့ prophet ပြောတဲ့အခါမှာကျွန်မအရန်ခွန်အားရတယ်နော် revelation ချက်ချင်းရသွားရပေါ့နော်တကယ်ဟုတ်သားပဲနော်တခါလေကျရင်ကျွန်မတို့ကိုယ်တိုင်ကမကြီးညာမိတဲ့အခါမှာငွေကြေးတွေကမကြီးညာမိတဲ့အခါမှာကိုယ်နဲ့ဝေးတယ်လို့ခံစားနေရတယ်နော်ကျမကြီးတွေကကျမတို့ရဲ့အထက်မှာနေရမယူဘူးကျမကြီးတွေကနော်မကြီးညာမိတဲ့အခါမှာဖယားသခင်ကကျမတို့အတွက်ဘယ်လောက်ထိလုပ်ပေးနိုင်လဲဆိုတဲ့အရာတွေကိုမကြီးညာမိတဲ့အခါမှာနေမကောင်းခြင်းဖျားနာခြင်းတွေကနေရာယူတတ်တယ်။ဒါကြောင့်မလို့ဒီကာလဟာကျမတို့ပတ်ဆက်နဲ့များများဝန်ခံဖို့ပတ်ဆက်နဲ့ကျမတို့များများကြီးညာဖို့ရန်အတွက်တိတ်ကိုအရေးကြီးတာဖြစ်တယ်။ဟာလေလုယာ။ဒါကြောင့်ဒီမှာရှိတဲ့သူတွေကျမတို့ရဲ့ identity ကိုသိပြီးတော့မှဒီကာလမှာအသက်ရှင်ကြရအောင်။ဒီကာလမှာဖယားသခင်ကကျမတို့ရဲ့အသက်တာမှာနော်မတူညီတဲ့ဖွင့်ပြချက်တွေကိုပေးတယ်လို့မတူညီတဲ့ next level နဲ့ဖျားခင်ပို့ပေးချင်တာဖြစ်တယ်အထူးသဖြင့်ဒီ2026နော်လုံးဝမတူညီတဲ့အရင်နှစ်တွေတုန်းကမတူညီတဲ့အရာတွေကောင်းကြီးမင်္ဂလာတွေကိုခံစားဖို့ရတော့ဖျားခင်အလိုတော်ရှိတာဖြစ်တယ်ဒီလိုမျိုးပေါ့နော် crisis ဆိုတဲ့ဒီဘေးကာလရောက်တဲ့အချိန်တိုင်းမှာဝိညာဉ်ရေးရမှာလည်းပဲတွေ့ဝခြင်းတွေကနေရာယူလာတယ်ကောင်းကြီးမင်္ဂလာတွေကလည်းနေရာယူလာတယ်လို့နော်တစ်ဖက်ကနေငွေကြီးတွေ့ဝခြင်းတွေကိုနော်ဗာလဲလွှဲပြောင်းပေးတဲ့ကာလလည်းဖြစ်တယ်ဆိုတာလည်းပဲ prophet ကကြီးညာသွားတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီကာလမှာ prophet တွေကဘာကြီးညာလဲသူတို့ကြီးညာတဲ့အတိုင်းကျွန်တော်တို့အသက်တာမှာနော်တကယ်ယုံကြည်ပြီးတော့မှအသက်ရှင်ဖို့ကိုယ်တိုင်ကလည်းအဲ့ဒီအထဲမှာနေဖို့ရအတွက်အသက်ကိုအရေးကြီးတာဖြစ်တယ်။ hallelujahဒါကြောင့်ဒီနေ့မှာပေါ့နော်ကျွန်မအားလုံးကိုအားပေးခြင်းတယ်နံပါတ်1တစ်ချက်အနေနဲ့ကျွန်မတို့ကနော် new creation ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်မတို့သိဖို့လိုတယ်ကိုယ်တိုင်ကနော်ဒီညကစားပြီးတင်တီးတဲ့နေ့ကတင်အတိတော့ဖန်တီးခြင်းနော်အတိတော့ဖန်ဆင်းခြင်းကိုခံရတဲ့နေ့ဖြစ်တယ် hallelujah ဒါကြောင့်အဲ့ဒီအရာကိုသိရ mindset ထဲမှာထည့်ပါ new creation ဖြစ်တယ်ကျွန်တော်ဟာ new creation ဖြစ်တယ် hallelujah ဒုတိယအနေနဲ့ပါလဲဆိုလို့ရှိရင် chosen people ဖယားသခင်ကိုယ်တိုင်ကတီးတန့်ရွေးချယ်တဲ့သူတွေကျွန်တော်ဟာဘယ်သူနဲ့မှမတူဘူးနော်အလုတ်သမားတော့အလုတ်သမားပဲလောလောဆယ်တော့အလုတ်သမားပဲဒါပေမဲ့အဲ့ဒီအလုတ်သမားတွေမှာတော့မတူဘူးမျက်နှာသာအထူးခံစားရမယ့်သူဆိုတာဝန်ခံရအောင်ဟာလေလုယာအလုတ်သမားအချင်းချင်းတဲမှာကိုမှနော်ကျွန်တော်ဟာဒီအလုတ်သမားပဲတက်တက်လုံးလုံးဝမဲ့သူမဟုတ်ဘူးဆိုတာသိတယ်ဆိုလို့ရှိရင်လေဒီအလုတ်ကခဏပဲဆိုတာကျွန်တော်တို့သိခံနိုင်တယ်စဉ်းစားကြည့်ပါတခါလေကျရင်ကျွန်တော်တို့ကဒီအလုတ်ကမောနှစ်ပေါင်းများစွာလုံးမေးဆိုတာစိတ်ထဲမှာရှိရအခါမှာလေမကြိုးစားကြတော့ဘူးတခါကျရင်လူတွေကိုမခွင့်လို့နိုင်တော့ဘူးဒါပေမဲ့တင်းရဲ့အထက်မှာတင်းရဲ့ဖြစ်ခြင်းမှန်ကိုသိပြီးဒီအလုတ်ကခဏပဲငါလုံနေရတာဖယားတခင်ကဒီအလုတ်မှာခဏလေးပဲကျွန်တော်ကိုထားတာဆိုတာသိတဲ့အခါမှာကျွန်တော်တို့အကောင်းဆုံးလုပ်တာဖြစ်တယ်ဟာလေလုယာအကောင်းဆုံးလုပ်ချင်လာတယ်အာမင်ဒါကြောင့်တင်အခုမှအချိန်မှာဖယားတခင်ကတင်ကိုဘာလုပ်ဖို့ရအတွက်ခိုင်းတာလဲဘာကိုအပ်ထားတာလဲဆိုတဲ့အရာပေါ်မှာကျွန်တော်တို့နော်ဒီချာလီလှုပ်ဖို့ရအတွက်ဖယားရဲ့အလိုတော်ရှိတာဖြစ်တယ်ဟာလေလုယာဒါကြောင့်နံပါတ်1နဲ့အနေနဲ့ကျွန်တော်တို့က chosen people ဖယားတခင်ကိုယ်တိုင်ရွေးချယ်တဲ့လူတတိယအနေနဲ့ဆိုလို့ရှိရင်ဘာလဲဆိုတော့ကျွန်တော်တို့ king နော်ကျွန်တော်တို့ကဘယင်အနွယ်ဘယင်အမျိုးဘယင်ဖယားရှိမှာဘယင်အဖြစ်ဘယင်ရာထုအဖြစ်ဖယားတခင်ကိုယ်တိုင်ခံထားတဲ့လူဆိုတာကိုသိရမယ်ဟာလေလုယာအဲ့ဒီအရာအတွက်ဝိညာဉ်ရေးရမှာကျွန်တော်တို့နော်တိုက်ပွဲတိုက်တင်ရင်တိုက်ရမယ်နော်ဒီကာလမှာကျွန်တော်ဆူတောင်းတင်ရင်ဆူတောင်းရမယ်ဟာလေလုယာဒါကြောင့်ဒီမှာရှိတဲ့သူတွေအားလုံးကိုကျွန်မသိစီခြင်းနဲ့ know your identity တင်းရဲ့ no identity တင်းရဲ့ဖြစ်ခြင်းအမှန်ကိုသိပါတင်းဖြစ်ခြင်းအမှန်သိတဲ့အခါမှာတင်းဘာတွေလုပ်တင်လဲဘာတွေမလုပ်တင်လဲဒီအချိန်မှာဘာတွေပြင်ဆင်တင်လဲမပြင်ဆင်တင်လဲဆိုတဲ့အရာကိုနော်ဝိညာဉ်တော်ကိုယ်တိုင်ကဉာဏ်ပညာပေးမယ်ပိုင်းခြားနိုင်ဖို့ခွဲခြားတတ်ဖို့ရတော့ဝိညာဉ်တော်ကိုယ်တိုင်ကနော်တီခွင့်ပေးမှာဖြစ်တယ်ဆိုတဲ့အရာကိုပေါ့နော်ကျွန်မဒီမှာရှိရတူတွေဒီညမှာနှုတ်ကပတ်ကြောင့်အပြင်ဝေငှချင်တာဖြစ်တယ်